ရောင်စုံလေးနော်အရန်လှတယ်နော်ဒါလေး1 set ကိုမှပေါ့နော်ဘတ်100ကျော်ပဲပေးရတယ်နော်ဘတ်100ကျော်ပဲပေးရတယ်အရန်တန်တယ်နော်တဲလေးလို့အသားရတော့အချောသားလေးပေါ့နော်အချောသားလေးလူချင်းတဲ့တဲလေးနှစ်နှောင်းလေးချထားပြီးပေါ့နော်ချင်းနှောင်းလေးကိုနှိပ်အောင်လို့ရတယ်နော်အဲ့ဘောင်းမီတိုရှိရဘောင်းမီရှည်ရှိရပေါ့နော် size စုံရှိရနော်ဒီ size ကြီးတာလေးရှိရနော်တဲလေးလို့ size ကြီးတာလေးရှိရအယောင်လေးကအရန်လှတယ်နော်ဒါလေးကတော့အယောင်စုံပေါ့ပန်းရောင်စုံလေးပန်းနေရအယောင်စုံလေးပေါ့နော်ဒါလေးအသားချောလေးပေါ့နော်ဒီ1 set လေးပေါ့ဘောင်းမီရှည်ပေါ့ဒါလေးကတော့ဘောင်းမီရှည်ပေါ့နော်လိုချင်တဲ့တဲလေးနှစ်ချင်းတောင်းလေးချထားပေးတယ်နော်ချင်းတောင်းလေးကိုနှိပ်ပြီးအော်ရာမာယူလို့ရတယ်နော်အသားအရန်ကောင်းတယ်နော်အသားချောအသားရန်ကောင်းတယ်အရန်လည်းလှတယ်နော်ဒါလေးအိမ်ရောက်ငွေချင်လည်းရတယ်နော်ဘတ်100ကျော်ပဲပေးရတယ်နော်ဈေးလည်းအရန်တန်လို့နော် review လေးပေးရနော်ဒါလေးအရန်လှတယ်နော်တဲလေးတို့အယောင်စုံလေးဆိုတော့ချစ်စရာလေးနော်လိုချင်တဲ့တဲလေးနှစ်ချင်းတောင်းလေးကိုနှိပ်ပြီးအော်ရာမာယူလို့ရတယ်နော်ကျေးဇူးတင်ပါတယ်ရှင်